ဒီကဲနာမည်ကတော့ Screen Teacher သွေးဒီဖြစ်ပြီးတော့တိတိသမ9တနည်းကြီးဖြစ်ပြီးတော့ slide game လေးပါဒီကဲကတော့ရင်တော့နာမည်ကြီးခဲ့တဲ့ game လေးတစ်ခုဖြစ်ပါတယ် WeWork software ကလမ်းလျှောက်ရင်းနဲ့ပတ်စံတကယ်ရနေပါပြီသူကတော့15ရက်နဲ့$10ရတဲ့ software ဖြစ်ပါတယ်လမ်းလေးလျှောက်ပြီးတော့ပတ်စံစုမယ်လမ်းလေးလျှောက်ပြီးပတ်စံရမယ် software ဖြစ်တယ်သူက$10နဲ့ဆက်လို့ရအောင်15ရက်နဲ့$10ရမယ် level လိုက်ပတ်စံပေးတယ်ဒီမှာပြရတဲ့အကောက်ဖွင့်ဒီကုတ်လေးကိုထည့်ပေးခြင်းဖြစ်ဒီနေ့300စတိုင်းပြုလုပ်မယ်ဆိုရင်ဆုလက်ဆောင်များရယူခံစားပြီးတော့ဆုလက်ဆောင်များရရမှာဖြစ်ပါတယ်ဝီရော့ဆော့ဖ်ဝဲကတင်တဲ့တူလမ်းလျှောက်ရင်းနဲ့ပတ်စံရယူခံစားလိုက်ပါဗျာဒီကနေ့ကတော့တင်းကိုရိုင်းနေတက်တဲ့ဆီယာမာကြီးကိုပြန်ပြီးတော့ scale ပြပြီးတော့ပြန်ပြီးတော့ soft block တီးရမှာပဲဖြစ်ပါတယ်တင်းရဲ့ဆီယာမာကြီးကတင်းကြောင်းမှာတင်းကိုဒုံးနဲ့ရိုက်ထားတာဖြစ်တော့တင်းကမတင်တဲ့အတွက်ဒီလိုမျိုးဝင်သွားပြီးတော့ဆီယာမာကြီးကိုဒုက္ခပေးရမှာပဲဖြစ်ပါတယ်ဒုက္ခပေးလို့မလွယ်တဲ့ပါသူကနောက်ကနေလိုက်နေမှာပဲဖြစ်ပါတယ်အရန်ကောင်းတဲ့ game offline လေးနဲ့ကိုမှဆော့လို့ရန်ကောင်းတဲ့ game လေးဖြစ်ပြီးတော့ GB လာရန်ကိုတန်ခဲ့တဲ့ game လေးဖြစ်ပါတယ်ခုဆိုရင်ဒီ game update လာနေမို့လို့ဆော့ရတာတော်လေးကိုကောင်းလာပါပြီဒီလိုကျွန်တော်တို့ထွက်လာတယ်မြင်နေနော်အဲ့တော့မြင်နေဆိုရင်တော့ကျွန်တော် live ဖန်မှာဖြစ်ပါတယ်ဟာဒီဖောင်းကြီးမြင်သားမယ်နော်အဲ့လိုနောက်ကလိုက်တာအစားလုံးဝကိုပြေးရတာဆိုလုံးဝမိုက်တယ်မိသွားလို့တော့လေပဲညင်မှာပါတယ်အဲ့လိုပြေးရတာဆိုလုံးဝကိုမိုက်ပြီးတော့ပြေးရတာလုံးဝမိုက်တယ်ထဲထဲရင်ပေါ်ဆိုးရတဲ့ game မျိုးသားဖြစ်ပြီးရန်ကိုကောင်းတဲ့ game မျိုးသားဖြစ်ပါတယ်အဖွားကြီးပေမဲ့တင်ကဘလို့ဆိုပြီးတော့တီးမှလဲဆိုတာတင်ကိုယ်တိုင်ဆုံးဖြတ်ရမှာပဲဖြစ်ပါတယ်ဒီလိုမျိုးပြေးပြီးတော့တကားပေါက်တွေကိုရှာပြီးတော့သူ့ရဲ့မျက်ခြေပြအောင်ပြေးနိုင်မှသာလုပ်ပါလိမ့်မယ်သူကရန်ကိုမြန်တာဖြစ်တဲ့အတွက်တင်ကဒီလိုပြရဖြစ်ပါတယ်ဒီဖွားကြီးတော်နောက်ကနေလာရဲသေးတယ်ပေါ့ဒီဖွားကြီးကိုထောင်ချောက်ဆင်ထားအောင်မယ်တင်ကဒီလိုမျိုးကြော်ပန်းထောင်ချောက်ကြီးကိုဒီလိုမျိုးကြောင်ရင်ထဲကနေတွေ့ခဲ့ပါတယ်ကဲကျွန်တော်အဲ့ဒီကြော်ပန်းထောင်ချောက်ကြီးနဲ့ကျွန်တော်ဒီပေါ်တင်ထားရမယ်ပေါ့ဒါဆိုရင် AC ပဲပေါ့ဒီမှာကျွန်တော်ဟိုကဖုံးလိုက်မယ်ပေါ့ AC ပဲကျွန်တော်တို့မမြင်ရတော့ဘူးပေါ့ဟာအမေတော်သေးတော့အမီးတော့မှာအမေကြီးမှာနောက်ကနေလိုက်တယ်နော်ဟာတော်တော်မြင်တယ်နော်တော့မရှုံနဲ့နော်ဒီမှာနောက်ကနေမြင်တယ်တင်ကားလိုမျိုးဆံမရုပ်ဆိုတော့တရားဖြစ်ပါတယ်သူကရန်ကိုကျမ်းပါတယ်နောက်ခန်းနေပိုးပြီးခက်ခက်လာတာဖြစ်ပါတယ်နောက်ခန်းနေတိုင်းတော်တော်လေးကိုကျမ်းလာပါပဲဖြစ်ပါတယ်ကဲကျွန်တော်တို့ဟာကိုဂျာနယ်ဖတ်တော့မှတူတယ်ဟာဂျာနယ်ဖတ်ယူပေါ့ဗျာတရားကြည့်လိုက်အောင်ဘယ်လိုဆိုတော့တီးမလဲဆိုတော့တရားစိုက်ကြည့်လိုက်အောင် My head! ဟာလက်တော့ရဦးလို့မရတော့ဘူးတဲ့ So bad! ဒီပထမလက်စင်အောင်သွားပြီပေါ့ဗျာပထမလက်စင်အောင်သွားပြီသူကခံမောင်းများစွာပါများစွာခံမယ်သူကဆောလို့ရန်ကောင်းတဲ့ game ဖြစ်တယ် offline နဲ့ကိုမိုင်းလောက်ကောင်းတဲ့ game လို့တော်တော်လေးကိုမိုက်တယ်ဗျာကြည့်ရတာဆိုလုံးဝကိုမိုက်တယ်တည့်ရဲ့အတိုင်းပဲခန်းနေများစွာပါမယ်သူကလောရတာဆိုတော်တော်လေးကိုကြမ်းတယ်ဗျာဒီမှာချူတရာပေးပြီးလို့ဆိုတော့ဒီလိုရတယ်ဟောယောဟာမိုက်တယ်ဟာဟုတ်တယ်ဟာရောကပြလာပြီယောကောင်းဟောယောတက်ယောကောင်းတက်ယောနောက်ချက်လာတက်ယောလာဖြောင်းယောဘာရဲလို့ရလွယ်လေးရမိုက်တယ်နော်ယောဒီထဲမှာလာဆိုတော့ဒီလိုရဒါနဲ့ယောဟမ်ဘာဂါမုတ်ကွာစားသန်းကွာလာသန်းကွာယောပေါက်စမ်းဖုံးအမဲကျွဲသွားဟာသူဒီရင်ကြီးတို့ကြိုက်နေပါလားဒီရင်ကြီးကိုလာမရှို့မယ်လာကကြီးနဲ့ကြိုက်ပြင်မယ်ကွာဖြည့်စည်းမယ်လားဘယ်မှာလဲအိုင်ကြီးဒီမှာလာတဲ့ယောကဲတပိုင်းစားကြီးဖြစ်သွားမယ်ကွာလာတဲ့ဒီကထပ်ပြေးမယ်ခုံပြေးမယ်လာတဲ့ယောဖုံအင်းပြီးတော့ငူသွားရတော့ဒါမရှိဘူးဒီဂိမ်းကိုစမ်းပြီးတော့စော်ကြည့်လိုက်ရန်ကိုမိုက်တယ်ဗျစောရတာဆိုလုံးဝကိုတန်ပြီးတော့လုံးဝကိုစောရတယ်ကံကောင်းများစွာများရင်များသလိုကတ်လာတယ်သူကစောရတာတော်လေးကိုမိုက်တဲ့ဂိမ်းဖြစ်ပါတယ်